နှစ်ပေါင်း20လောက်ပြစ်ထားတဲ့ကြောက်လီတစားကိုဖြတ်ပေးရမှာပဲဖြစ်ပါတယ်ဖြတ်ပြီးသွားတဲ့ရက်လက်လေးကိုသိရင်တော့ဗီဒီယိုလေးကိုမကြော်ပဲအဆုံးထိလိုက်ကြည့်လိုက်ပါအားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်မျှဝေပေးလိုက်တဲ့ကြောက်လီတစားကတော့ကျွန်တော်မိတ်ဆွေတယောက်ရဲ့ကြောက်လီပဲဖြစ်ပါတယ်ကြောက်လီကတော့နှစ်ပေါင်းတော်တော်လေးကိုကြာပြီးဒီတိုင်းပြစ်ထားတာအခုမှပဲဒီချွန်ကာလာလေးကလာတယ်ဆိုပြီးတော့မှကျွန်တော်ကိုဖြတ်ခိုင်းလိုက်တာပဲဖြစ်ပါတယ်အဲ့တော့ကြောက်လီကိုအနေချင်းပြောပြရမယ်ဆိုရင်အခုမိတ်ဆွေတို့မြင်နေရတဲ့အတိုင်းပဲမီးမထွန်းပဲနဲ့မြင်နေရတဲ့ရှာရုပ်လေးကလည်းတော်တော်လေးကိုလှပါတယ်ဒါပေမဲ့ကြောက်ရဲ့မျိုးတန်းကတော်တော်လေးကိုနှုတ်တယ်နောက်တစ်ခုကရွှန်ကာလာရဲ့ဘေးဒီမှာရှိတဲ့အခွန်ဆက်တွေကအခွန်ဓာတ်ပုံစံမျိုးကိုမိတ်ဆွေတို့တွေတွေ့ရမှာပါအဓိကကတော့ဒီချွန်ကာလာပေါက်လေးကအတွင်းထဲကိုဘယ်လောက်ထိထပ်ပြီးတော့ဝင်အောင်မလဲဆိုတာဟာကိုသိကျင်လို့ပါချွန်မှာကတော့ကျွန်တော်တို့ချွန်ကာလာရင့်ပြီဆိုလို့ရှိရင်ကြောက်အသားရန်ကရောတတ်ပါတယ်ချွန်ကာလာလည်းရင့်တယ်ကြောက်အသားရန်လည်းမြင့်မယ်ဆိုလို့ရှိရင်တော့တန်ကြီးကတော်တော်လေးကိုပေးရမှာပဲဖြစ်ပါတယ်အဲ့တော့ဒါလေးကပထမဆုံးတနန်းဖြတ်ပြီးသွားတဲ့အနေအထားလေးမှာမြင်နေရတဲ့ပုံစံမှာအားလုံးအပီးစီဖြတ်တောက်လိုက်တဲ့နေရာမှာအခုအဓိကမိန်ကြတဲ့ဒီအစ်စ်လေးမှာလည်းချွန်ကာလာကထင်တလောက်ကြီးအထဲကိုမဝင်ပါဘူးအဲ့တော့လိုင်းပေါ်ကနေဝင်မဲ့မိတ်ဆွေတွေဆိုလို့ရှိရင်တော့မီးထုံးပြီးတော့မှလှနေတဲ့ကြောက်မျိုးဆိုလို့ရှိရင်တော်တော်လေးကိုဂယူးဆိုင်ရမယ်ဆိုတာကိုသိစေချင်ပါတယ်ကြောက်မျိုးတန်းကတော်တော်လေးနှုတဲ့ကြောက်ကအတပြက်ပုံစံဖြစ်နေတာကိုတွေ့ရမှာပါဗီဒီယိုလေးကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်နေ့ဗီဒီယိုတွေမှာပြန်လဲဆုံတွေ့ကြမယ်